ကိုလုံးတဲ့မြာကုသိုလ်ကောင်းမှုတွေစေရနာကောင်းမယ်ဆိုရင်ကံကောင်းမှာတော့သိချာအလုပ်တစ်ခုလုပ်တဲ့ဟာဒီဘဝမှာအကျိုးပေးတယ်ဒိဋ္ဌဓမ္မဝေရဏိယကံလို့ခေါ်တယ်လူတိုင်းဟာကောင်းတာလုပ်လို့ဆိုးတာလုပ်လို့စေရနာထက်ထက်တန်တန်နဲ့လုပ်လို့ရှိရင်လုပ်တဲ့မြဒီဟာဒီဘဝမှာအကျိုးပေးတယ်ဆိုတာဟာကိုတွေ့ရှိနေကြတဲ့လူတွေမြောက်များစွာရှိတယ်နော်မြောက်များစွာရှိမကောင်းမှုအကုသိုလ်လုပ်တဲ့လူတွေကလည်းဒီဘဝမှာပဲအကျိုးပေးခံရတာတွေရှိတယ်ပေါ့လူတယောက်ဟာငှက်တွေကိုဖမ်းပြီးတော့ခြေထောက်ကိုချိုးတဲ့လူတယောက်ဟာမသေးခင်ပဲခြေထောက်ဖြတ်ခံရတဲ့ကံကြမ္မာနဲ့ဆုံးသွားတယ်ခြေထောက်ပြတ်သေးတာမျိုးတွေဖြစ်တယ်ဒါဒီဘဝမှာလည်းပဲဖြစ်တာနော်မကောင်းတဲ့အကုသိုလ်ကြတော့ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဟာလည်းဒီဘဝမှာလည်းပဲသူ့ရဲ့စေရနာအကျိုးပေးပြီးကောင်းကျိုးချမ်းသာတွေရတယ်အလုပ်ကိုင်းတွေဆင်ပြေတယ်စီးပွားဥစ္စာတွေတိုးတက်တယ်ဆိုကောင်းကင်ကရွှေမိုးငွေမိုးမရွာပေမဲ့လို့ကောင်းကျိုးချမ်းသာတွေကိုရကြတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကတော့တာရကသိပ်ပြီးတော့မရှားပါဘူးရှိပြီပေါ့ဒါကြောင့်မို့ဒိဋ္ဌဓမ္မဝေရဏိယဆိုတာမျက်မှောက်မှာအကျိုးခံစားရတဲ့ကံမျိုးဆိုတာကိုလှုပ်တဲ့အထဲမှာရှိနေတတ်ဟောကုသိုလ်ပဲလှုပ်လို့အကုသိုလ်ပဲလှုပ်လို့လက်ရှိဘဝအကျိုးပေးမဲ့ကံဟာပါလာပဲအဲ့ဒီကံရဲ့အကျိုးကိုတော့ဒီဘဝမှာလူတိုင်းဟာအမှတ်တမဲ့နေလို့တွေ့ရှိခံစားကြရတာမျိုးရှိတတ်တယ်ပေါ့နော်အဲ့တော့မဟာဒုဋ္ဌဇနီးမောင်နှံမိသားစုရဲ့အိမ်ဟာကောင်းကင်ရရဏမိုးရီရွာချလို့အိမ်လုံးပြည့်သွားတယ်လို့ဆိုဒါနဲ့သူဟာဒီယရဏတွေသူ့အိမ်မှာပြည့်နေတာဘုရင်ကြီးစီအကြောင်းကြားတော့ဘုရင်ကြီးကနန်းရင်ပြင်ကိုတည်ခိုင်းတယ်အောင်တည်ပြီးယရဏဘုံကိုပုံပြီးတော့ဒီမြို့မှာဒီလိုသူလောက်ယရဏများတဲ့ပုဂ္ဂိုလ်ရှိသလားလူထုဆန္ဒခံယူတာလူတွေကမရှိပါဘူးဒါဖြင့်ဒီလူကိုတထေးရာတူအနှင်းတဲ့သလားဆိုအနှင်းတဲ့မှာပဲဆိုကဲချက်ချင်းပဲသူကအလုံးစင်းတဲ့လူတယောက်ဟာချက်ချင်းကောင်းကျိုးချမ်းသာရပြီးတော့တထေးရာတူရသွားတယ်အဲ့ဒီမှာနေစရာအိမ်ကကောင်းကောင်းမရှိလို့ခြုံနေပိတ်ပေါင်းနေလွှမ်းမိုးနေတဲ့မြေကွက်ကြီးတစ်ခွက်ကိုသူတထေးနဲ့ထိုက်တန်တဲ့ကျယ်ဝန်းတဲ့မြေကွက်ကြီးတစ်ခုကိုဘုရင်ကနေပြီးအဲ့ဒီနေရာမှာနေဖို့ဆိုပြီးတော့သူပေးလိုက်တယ်စေရနာကောင်းတော့ကံကောင်းလိုက်တာခြုံနေရှင်းတော့အဲ့ဒီခြုံတွေကမြေတိုးလိုက်တာနဲ့တပြိုင်နက်ရွှေအိုးတွေကနှခမ်းချင်းထိပြီးတော့တူးလိုက်တိုင်းဟာရွှေအိုးတွေကြီးပဲတွေ့နေတယ်ဆိုတဲ့အကျိုးကိုလည်းပဲသူဟာရတယ်ဒါကြောင့်မို့သူဟာဆင်းရဲသားဘဝကလွတ်မြောက်ပြီးတော့ချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်ဖြစ်ရောက်ရှိပြီးကုသိုလ်ကောင်းမှုကိုရသက်ပံပြုပြီးတည်တဲ့အခါမှာနတ်ပြည်ရောက်တယ်လို့ဆိုတယ်အဲ့ဒါမဟာဒုတ်သမိုင်းပဲပေါ့နော်မဟာဒုတ်ရဲ့သမိုင်းဂေါရဝဘုရားလက်ထက်ရောက်တဲ့အခါမှာသူဟာတထေးသားဖြစ်ပြီးတော့ပဏိတသာမဏေဘဝနဲ့ပဲကျွတ်တန်းဝင်သွားပဏိတသာမဏေဖြစ်နေကျွတ်တန်းဝင်သွားတယ်ပေါ့နော်ခုနှစ်နှစ်အရွယ်မှာရဟန္တာ